Okay အားလုံးမင်္ဂလာပါ MMBB နု1 2 3 1 1 2 1 2 2 3ရတယ်လည်းကျဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်ကဒီပေါ့နော်ဒီတယောက်ပဲဆိုရင်ဒီ Zebra တစ်ခုလေးရဲ့ကျွန်တော်ကဒီ mobile legend ကိုဟောက်သွားပါပဲဒီပါတယ် mobile legend ဘယ်လိုဟောက်မလဲဆိုတော့ KOS ကိုဟောက်အရင်ဆုံး bro ကြိုက်တယ်ဒီပေါ့နော်ဒီတယောက်မဆိုစီ bro ပြီးတကယ်ကြီးလား bro လားမသိတော့ကိုကခေါင်းကြီးယူတယ်ခေါ်ပဲဒီပါဒီနားလေးပါပေါ့နော်ဒီ mobile legend FMBB ဒီပေါ့နော် mobile legend MB CSOU 6နော်အားကွာတွန်းသွားသေးတယ် CSOU 6 CSOU 6 IOR E အပေါ်ပါ IOR I ပါလေ YAG ပါလေ YGMI တော့ MI ဆိုရင်ဒီမှာ skin 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 ပြီးရင် full event ပါလားမသိဘူးတော့ယူရိုက်ရှာလိုက်တယ်ကျွန်တော်ဖော်ကစောက်လိုက်ရလဲတက်ဒီပြီးဒီမှာ bro ကြိုက်တဲ့ဟာတစ်ခုရွေးလိုက်ဟုတ်ပြီလား bro ကြိုက်တဲ့ဟာတစ်ခုရွေးထားပါတော့โอเคဒီလောက်ဝယ်တက်ရမယ်ဘာလို့လဲဆိုဒီလိုက်ဒီလိုဓာတ်ပုတ်ဓာတ်နီးတက်လိုက်ကြာသွားမှာဆိုလို့ဒီဇပလာတဲ့ဝင်ပါမယ်ဇပလာကိုကြတော့ bro ရေ play store ပါ royal ကိုထွရှာလို့ရတယ်ဒီမှာ play store ပါ ZAV ဆိုပြီးတော့ ZAV BS ပေါ့တော့ဒီ ZAV ပေါ့စာပြီးရေးတဲ့ဆိုတာ ZS ကိုရေးလိုက်ပေါ့နော်ဒီမှာ ZS လို့ရေးလိုက်ပဲဒီမှာ ZS ဆိုပြီးပေါ်လာပြီဒီမှာတွေ့လား ZS လို့ရေးလို့ရတယ်ပေါ့နော်အဲ့တော့ဒီ ZS ပဲဒီပါပဲဒီအကုန်ရေးကျယ်လူကြီးပေါ့နော်အခုကျတော့ဒီမှာဖွင့်ရန်ဆွဲရနှိပ်ပါမယ်ပြီးဒီမှာ download ဆိုရနှိပ်ပဲပေါ့နော်ဒီတယောက်ပဲဆိုရင်စီခဏလေးကျတော့ရပါပဲခဏလေးဘာကြီးတော့ကွာညောက်ပြမယ်ဒီပါဒီပါ bro တခုလောက်ပဲဆိုစီတသားဝဲခါကြရဒီပါတော့ကျွန်တော်ရဲ့ဗီဒီယိုကြည့်ပဲဆိုရင်ဒီဗာလေ VPN ဒီ VPN လဲထစ်တီဒီဗာလေ American VPN မထစ်တီတခုရဲ့ကျွန်တော်ကြည့်ပြီပေါ့နော်ကျွန်တော်ဆိုရင်ကြည့်ခိုင်းစီချင်ပါလေဘာလို့လဲဆိုတော့ bro ကညမခေါ်စားလို့ကျန်တဲ့လူအားလုံးကိုမှ VPN ကြည့်ရကျွန်တော် channel ကြောက် VPN မကြည့်မကောက်တဲ့ bro ဘတိတဲ့ download ဆိုတဲ့ဒီတချို့ကအင်္ဂလိပ်စာတိတ်ရွတ်တက်တဲ့လူကြီးရှိရပါတော့ download ဆိုတာဒီကောင်လေးကိုပြောကြည့်ပါလေဒီကောင်လေးနှိမ့်မယ်ပြီးကိုကူးထားတယ်ဒီထဲမှာပေါ့နော်ကျွန်တော်ကကူးတာ record ရရောဒီရောရှိရပါတော့စောက်ခွေးရဘာထားကြည့်နေလဲခါလေးကိုကျွန်တော်အဲ့ PUC ပေါ့နော် bro ကြိုက်တဲ့ဒီ logo ကိုခြောက်ခွေဝတ်ရှိတယ်ဒီ official okay ဘယ်အောင်ကြိုက်လဲတရားကျွန်တော်ကဒီအများကြီးကူးတာဆိုတော့ကျွန်တော်ကဒီပေါ့နော်ဒီ Emperor Legend skin ကိုကျွန်တော်ခတ်တယ်အဲ့မှာကျွန်တော်တစ်ခုပြီးတစ်ခုခတ်တယ်ပေါ့နော်အခုကဒီထဲမှာကျွန်တော်ကကြိုက်စိုးဟာဆိုလို့ဒီအပေါ်စိုးဟာတရားအပေါ်စိုးဟာပေါ့နော်ဒီ Zapas ကိုတွေ့မှာဒီကောင်ကိုတွေ့ရဒီကောင် logo ဆွဲဟာဒီကောင်ကိုတွေ့ရပါလို့နော်ဒီကောင်ကိုတွေ့တာဒီကောင်ဟာလေဒီကောင်ကိုတွေ့တာမှတ်တာအဲ့ဒီဓာတ်ကိုနှိပ်မယ် PUC bro ကြိုက်တယ်ဒီဟိုမှာပေါ့နော်ဒီကောင်လေးကိုနှိပ်ပြလိုက်မယ်ညံလုံးပေါ့နော်ညံလုံးက vest ပြီးဒီပါပေါ့နော်ကျွန်တော်ပေါ်လာပဲဒါကိုကျွန်တော်တက်မဲ့ထည့်ထားပါဘာမှမဟုတ်ပါဘူးဒီကောင်မပါဘူးနော်ဒီကောင်မပါဘူးဒီဟို့ကျွန်တော်ဘာပုံကြီးဆွဲမိပါဒီပဲဆွဲဒီပါတော့တရားခဏလေးကျွန်တော်အဲ့ဒီအပိုင်းဝီဒီယိုရဲ့တင်ထည့်မှရတော့မှာမသိစားလိုက်ထားလိုက်အမှတရား၄ခုရှိ၄ခုဆိုစီပေါ့နော်အမှန်တော့ဒီနှစ်ခုကမပါဘူးဒီနှစ်ခုမပါဒီနှစ်ခုမပါဒီနှစ်ခုကဒီသုံးခုမပါဘူးပေါ့နော်ဒီအလဲဟာပဲဒီပါအဲ့ဒီအလဲဟာကိုလောက်ပါမယ်ဒီပါဒီအလဲဟာနေအမှန်တော့ဒါကဒီသုံးခုကကျွန်တော်တက်ထည့်တာပါအဲ့ဒီအလဲဟာကိုနေမယ်ဒါမှတကယ်အစ်စ်ပေါ့နော်ဒါမှတကယ်အစ်စ်ရောက်လာပါဒါအဲ့ဒီဟာကိုဒီယူနစ်လောက်မယ်ပေါ့နော်လက်လေးရပဲနှိပ်ပြီးလိုက်အဲ့ဒီသုံးခုပြီးအောင်စီဘရိုတွေဒီအပေါ်ကပါတယ်ဒီပေါ့နော်ဒီအပေါ်ကဟာလေးကိုနှိပ်ပြီးလိုက်မယ်
ပြီးတော့စီကျွန်တော်ဟိုဟာဒီပေါ့နော်ကကြီးပုံစံဟာကကြီးပုံစံမရရင်ဒီစာရွက်ပုံစံပေါ့နော်ဒီ copy ဆိုတာနှိပ်ပြီးလိုက်မယ်ပြီးကျွန်တော်တို့ဒီအပေါ်ဟာနှိပ်ပြီးတော့ဒီ access ပေါ့နော်ပြီး array ကိုနှိပ်မယ်တော့ဒီထားကိုနှိပ်မယ်ပြီးဘာနဲ့ရ MBB တဲ့ဝင်မယ်နေကြောင်ကအတိအဲ့တော့ဒီမှာပေါ့နော်ကျွန်တော်တို့ဒီတချို့အောင်မတိကြဘူးเนาะဘာပဲနားကိုထည့်ရမယ်ပေါ့ဒီပါပေါ့နော်ဟိုဒီကနှိပ်မယ်ဆိုရင်ဒီမှာပြမယ်ဒီမှာဒီကောက်လေးကိုနှိပ်ပေးလိုက်ပါဒီ mobile legend ပေါ့နော်ပြီးနှိပ်ပေး PUC ဒီပါ file ကိုနှိပ်ပေးလိုက်ပါ PUC ဒီမှာဒီကောက်လေးကိုနှိပ်ပေးလိုက်ပါဒီ2019ဆိုတဲ့ဟာပေါ့နော်ဒါက2019ဆိုတာနှိပ်ပြီးတော့ဒီ install ကိုနှိပ်ပေးလိုက်ပါပြီးတော့ကျွန်တော်တို့ဒီအောက်မှာရှိတဲ့ဒီစာရွက်တွေဒီကောက်လေးကိုနှိပ်ပေးလိုက်ပါနော်ဒါသူ့ရဲ့မှတ်ပုတ်တင်လို့ရခေါ်ရပါတော့အဲ့တော့ PUC ဒီမျိုးပေါ်လာမယ်ပေါ်လာပြီဆိုစီကျွန်တော်ကဒီကောက်လေးကိုနှိပ်ပေးလိုက်ပါနော်ဒီကောက်လေးကိုနှိပ်ပြီးတော့ဒီကောက်လေးကိုနှိပ်ပေးလိုက်ဒီမှာရော့အဲ့နှိပ်ပြီးစောင့်နေမယ်ရပြီရပါပြီဆိုရင်ကျွန်တော်ကဒီဗီဒီယိုခဏရက်ထားနိုင်မယ်နော်ဘာလို့လဲဆိုတော့ကြာသွားမှဆိုလို့ပါအခုကျွန်တော်ရောက်လာပြီဆိုရင်ဒီမှာအပေါ်ဆုံးမှာနေနေရတယ်ပဲ6ဆိုရဲဟာရှိရဲအဲ့အရာလေးနှိပ်ပေးလိုက်မယ်ဒါဆိုရင်အကုန်ရပါပြီဟုတ် sorry အမှန်ကျဲသွားတယ်ဗျာအဲ့ဒီမှာရရတယ်နော်ဒါကမင်းတို့မဆက်ရချင်တယ်ဒါလို့ဒါကမီးအမှန်တော့ဒီလိုဖြစ်တာပါနော်ရောမစမ်းကြတော့ဘူးဗျာဒါကျွန်တော်ဒေါင်းလုံးမလုပ်ရသေးဘူးလားဖြစ်နေရပါတော့ဟာမိန်းကလေးစောက်ဖို့ရကွာဒေါင်းလုံးကလည်းမလုပ်ရသေးဘူးโอเคဒီနေ့ဗီဒီယိုတော့ဒီလောက်ပဲပေါ့နော်ကျွန်တော်နောက်မှပြန်လာပါမယ်ကျွန်တော်ဒီဗီဒီယိုရဖို့တော့မတရားလုပ်ထားပါဘောနော်ဘိုင်ဘိုင်